အားလုံးပဲမင်္ဂလာပါဒီရက်ထားလေးနဲ့သွားတဲ့ခီးဆိုရဲ့ဆင်းလေးနဲ့ထုတ်ပြီးဒီစက်ပေးကြပါရစေအားလုံးပဲနားဆင်ကြပါရလို့ရှိရင်လိုက်ဆိုလို့ရပါခင်ဗျာသွားရပြီဝေတို့ပြီစိတ်လန်းလို့ตาရတဲ့မြေတော့ထက်ထက်တောင်တွေခွေဝိုင်းလို့ချင်းချက်ချိုကြီးတွေ့ခဲ့ရတဲ့ကွယ်ကိုလေးရထားလေးနဲ့မွေးထားဒီသွားရပြီဝေဆိုပြီစိတ်လန်းလို့ตาရတဲ့မြေတော့ထက်ထက်တောင်တွေခွေဝိုင်းလို့ချင်းချက်ချိုကြီးတွေ့ခဲ့ရတဲ့ကွယ်ရွှေရောင်စပါးမင်းများလီလာရိမ်ွေလို့ရဲ့အလုံးလုံးနေသူဒီပြုံမင်းကိုမြင်သူတကချီးမွမ်းလောက်တဲ့နိုင်ငံချင်းသူတည်တယ်ဒီလိုမိတ်ကလေးမျိုးကိုကျွန်တော်ရဲ့ဒီမှာဒီတွေ့လာတယ်ကိုယူတာပဲဆုံးဖို့ခွေသူကလေးသာကျွန်တော်နှမငယ်ချီခွေတွေ့ရင်မမကျွန်တော်မျက်နှာလူတော့ဆုံးဖို့ခွေဒီမိတ်ကလေးကွယ်လေးနဲ့ချိန်လာပြီတဲ့တော့လာတော့ဘဝနဲ့ရှူရင်းလာရဲ့ဆက်စစ်ရဲ့လူနိုင်နေပြီလေလူမလေးမော်နှမငယ်ရွှေရောင်ဘာငိမ့်များလေလာရိမ်ွေလို့ရဲ့အလုံးလုံးနေသူဒီပြုံမေကိုမြင်သူတကချီးမွမ်းလောက်တဲ့သူကလေးကကျွန်တော်နှမငယ်ဖြစ်ရင်ကွယ်တွေ့ရင်မမကျွန်တော်မျက်နှာလူတော့ဆုံးဖို့ကွယ်ဒီမိတ်ကလေးကွယ်လေးနဲ့ချိန်လာပြီတဲ့တော့လာတော့ဘဝနဲ့ရှူရင်းလာရဲ့ဆက်စပ်ရဲ့ဒီနိုင်နေချင်းလေလူမလေးမော်မငယ်ဒီလိုပါကြပါလေ